အားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခေါက်မှာတော့ပြီးခဲ့တဲ့နှစ်ကသွားခဲ့တယ်ပေါ့နော်စီဗူစီတီမှာစားခဲ့တဲ့ဟာလေးကိုမတ်တရအနေနဲ့ပြန်တင်มาပဲဖြစ်ပါတယ်ဒီမှာအသားငါးတွေကအစုံပဲပေါ့နော်အဲ့မှာအကုန်လုံးကလက်ဆက်တယ်စားလို့လည်းတကယ်ကောင်းတယ်ပေါ့နော်ပြီးရင်အဲ့အသားတွေဆယ်လမွန်အသားတွေပါဆိုလို့ရှိရင်အထူကြီးတွေနဲ့စားလို့တော်တော်မိုက်တယ်ပေါ့နော်ဟိုအရန်ဟိုလိုမျိုးကြီးကြိုက်တဲ့ထဲမပါတာတော့စားလို့ကောင်းတော့ကြိုက်တယ်ပေါ့နော်ပြီးတော့အမှခုံးနေခရီးတွေပါဆိုလို့ရှိရင်ဆုံးရှိရပေါ့နော်သူကတမျိုးလေးကိုပဲမျိုးပွဲတွေလေအများကြီးပဲအဲ့တော့မှပစုံဆိုလို့ရှိရင်ပစုံတွေအများကြီးရှိရတည်ရပေါ့နော်ခရီးဆိုလည်းခရီးတွေအများကြီးခုံးနေဆိုလည်းခုံးနေရဲ့ဟိုနာမည်မျိုးပွဲတွေပေါ့နော်သူတို့အများကြီးပဲအမှရှိရဆိုတာသိတာပါပြီးတော့အဲ့လိုကနန်းနေဆိုလည်းအများကြီးပေါ့နော်ကနန်းကတော့အချိန်ပေးရတော့မစားဖြစ်ဘူးကျန်တဲ့ဟာတွေတော့စားရတယ်ပေါ့နော်ဒါကတော့တောက်တက်တဲ့သူတွေအတွက် share ပေါ့နော်ဒါ special ပဲတောက်စရာတွေဆိုလို့ရှိရင်လည်းစုံရှိတာပေါ့နော်တောက်တက်တဲ့သူတွေအတွက်ကို share မိုက်တဲ့အရာလေးပါအဲ့ဒါဆိုလို့ရှိရင်တို့ကဂျင်စင်းတို့ပါတော့အဲ့လိုဆေးမြစ်တွေနဲ့ပါလောက်ထားတဲ့ဟာတွေပေါ့နော်နည်းနည်းတော့ပြင်းမယ်တော့ထင်ပါတယ်ပြီးတော့ဒီမှာဆိုအသားလုံးတွေနော်ဒါတော့ဝတ်သားလုံးအစ်စ်လေးဟာဟုတ်လားမဟုတ်လားမသိဘူးနော်ကဲမသားလုံးမမကတော့အမေဘမလုံးရှိတယ်ပေါ့နော်ဒါလေးရဒါရီကချက်သားလုံးစစ်လို့ရေးထားတယ်စစ်သားမဆိုတာစားကြည့်မှုဒီဒါဝတ်နေဒါဝတ်နေအဲ့လိုဖြစ်တဲ့ဟာလေးရွေးရင်ကောင်းတယ်ရေခဲတော့အေးမအေးလာကန်ကြည့်ကြည့်အော်ဒါအစ်စ်ရေခဲစစ်ဟုတ်ရဲ့ခဲတဲ့တော့တိတ်မစားသေးဘူးဘာလို့ဆိုပိုက်ပြရအောင်ဟုတ်ရဲ့ကျွန်တော်ကြားသိဝင်ဆိုအောက်ကရေကန်ဆွေးနေတာအဲ့တော့လည်းဟုတ်တယ်တော့ဖိထုခိုင်အေးဆောတော့အဲ့ဟိုကျွေးဟာဘာတွေတုံးရှင်းပြပါဦးအဲ့ဒီကတော့စုံပေါ့နော်ဒါပေမဲ့ဒါတွေကတော့ဝက်ပောင်ကြောက်ပြီအပေါင်ချောက်ဝတ်သေးဆုံးအသေးဆုံးဖြစ်တယ်။ဒါရောအသေးဆုံးဘာဖြစ်လဲဆန္ဒစားကြည့်တယ်။ဒါပေမဲ့ဒီမှာလာလို့ရှိရင်ဘိုက်ရန်တင်းစင်နဲ့အသားဖူးတွေစားတယ်။ဒါပါလေးအကြံပေးတာပေါ့ဒါတော့ခွေးဆိုင်အကြံပေးကြပါတော့။ဒီလိုအဲ့ဒီလေးပြေးပြီးတော့ရပါ Okay ဒါဆန္ဒစားမလို့လည်းမစားလိုက်ရကြတယ်လုံးအခုစားမလားအခုစားမလားဒီချိုပွဲတွေဆိုရင်လေဟိုတချို့ဟာတွေဆိုရင်လေစားချင်တယ်ဒီလားအရင်စားချင်ပေမဲ့လေဘိုက်ပြေဝါမှာဆိုလို့ပေါ့နော်စားဖြစ်ခဲ့တဲ့ဟာတွေလည်းရှိတယ်အဲ့လိုမျိုးရန်အခုလိုပြန်ကြည့်တဲ့အချိန်မှာရန်စားချင်တာပေါ့နော်အဲ့ဟာလေးဆိုလို့ရှိလေတကယ်ဟိုမှအဲ့လိုအပြင်ရောဟိုစားလိုက်ရင်လည်းအရသာလည်းတကယ်ကောင်းမဲ့ပုံလေးတွေပေါ့နော်တကယ်လည်းကောင်းပါတယ်တချို့ဟာတွေဆိုရင်တော့စားဖြစ်တယ်အရန်စားချင်တယ်လို့ပေါ့နော်စားလိုက်တယ်ဒါဆိုတာ chocolate ပေါ့နော်ဒီမှာဆိုလို့ရှိရင်တော့အများဆုံးစားဖြစ်တာတော့အချိုပွဲအနေနဲ့ကတော့ရေခဲမုတ်ပဲရေခဲမုတ်ကတော့အများဆုံးစားဖြစ်တယ်ပေါ့နော်အဲ့မှာဆိုလို့ရှိရင်တော့ရေခဲမုတ်ပုံမှာမျိုးစားစုံတယ်အများကြီးပဲရှိရဟာဆိုတော့တော်တော်များများတော့စုံစုံလင်းလင်းစားခဲ့ပါတယ်ပြီးတော့အဲ့မှာကိုထည့်ခြင်းနဲ့အလှဆင်ခြင်းနဲ့ဟာလေးရှင်နေမှာရေခဲမုတ်ပုံမှာပေါ့နော်တင်ပြီးတော့အလှဆင်လို့ရပါတယ်ဟိုဘက်မှာတော့ coffee တွေပေါ့နော်ဒါကတော့အသီးနှံတန်းမှာအသီးနှံတန်းကြတော့လေအသီးနှံကိုစားဖြစ်တာထပ်ပေါ့နော်အဲတော့ကကြတော့အသီးနဲ့လှုပ်တဲ့ဒိန်ဂျင်တို့အသီးစစ်နဲ့သူတို့လှုပ်ထားတဲ့ဒါဆိုဒိန်ဂျင်ပေါ့နော်အသီးစစ်နဲ့လှုပ်ထားတဲ့ဖြော်ရည်တို့အဲ့ဒါကြီးတကယ်တောက်လို့လည်းကောင်းတယ်ဟိုရင်အေးပြီးတော့ရင်ချောင်တာပေါ့နော်စားပြီးသွားရင်စောစောအသားတွေပါစားပြီးသွားရင်ဆိုလို့ရှိရင်တော့ရင်အေးပြီးတော့ရင်ချောင်တာပေါ့ဒါတော့တကြံကြီးရဲ့ကာလာလေးဆိုတော့လေမဟာတကြံဆိုတာလေးပေါ့နော်တယောက်ပြန်ရိုက်လိုက်တယောက်ရိုက်လိုက်ရိုက်ခိုင်းတာတွေပါအဲ့ဒါကဘိုးချုပ်ဆူရှီဆူရှီတန်းဆိုလဲဆူရှီမှာတော်တော်မှစုံတာသိလားဆူရှီဆိုလို့ရှိရင်အဲ့ဒါတွေတော့မှကိုမရိုက်ဖြစ်ခဲ့တဲ့ဟာတွေတောင်ရှိတယ်ပေါ့နော်အရန်စုံပြီးတော့များလုံးအားကြီးတော့ကိုမရိုက်ဖြစ်ခဲ့တဲ့ဟာတွေတောင်အများကြီးရှိပါတယ်တေးချရိုက်နေတာ
这家不啊，你跟他们不啊？我说嘛，咱们很喜欢。 နောက်ဝိုင်းကိုရဆောင်ရရော 拿过来吗？ ဒါတွေကတော့ကိုယ်အကြိုက်တွေဆိုပေါ့နော်စားခဲ့တာပေါ့ဒါတွေစားတယ်ဒီခုံးတွေပေါ့နော်ခုံးတွေပါလေခုံးတက်ကိုအပြည်ချင်းကားတို့ပစုံတို့ပူစားဖြစ်တယ်ပေါ့နော်ဒါဆိုလို့ရှိရင်ပစုံမှသူကပြုတ်ပြီးသားပစုံမှာဆိုလည်းအများကြီးပဲရှိရပါတော့ဈေးကြီးနေတဲ့အချိန်ဆိုရင်တော့ဒီလိုနေရာကတော့စားရတာ share ပဲပေါ့နော်တကယ်ဟိုမှာတန်နေပြီးရတာနဲ့ပေါ့နော်မျိုးစားအစုံမှာအများကြီးစားရတာဆိုလေတော်တော်လေးတန်ပါတယ်တချို့ဟာတွေဆိုကိုရီတောင်မသိတဲ့နာမည်တောင်ပါသေးရပေါ့နော်ဒါဆိုနနာလိုင်းခယူတာငါတန်းနေဟိုးဘက်မှာကိုမရိုက်ဖြစ်တဲ့အတန်းနေလည်းရှိပေါ့နော်ဒါဆိုရင် side dish တန်းနေပါအဲ့ဒါဆိုလည်းအစုံအများကြီးပဲပေါ့နော် ဒီမှာဒီဟာဆိုရင်ကောင်းတယ်လို့ပြောတယ်ဒီဟာဆိုဘာဒါဆိုရင်ဝတ်သားတို့ကိုရဲဆောင်လုပ်ထားတယ်လို့ပြောတယ်ဒါပေမဲ့မတူဘူး ဘယ်ဟာပို့ တရုတ်ဘက်နဲ့တော့ဒါပိုကောင်းတယ် ဟာ ပြောတာပဲပိုရုပ်ပြောလိုက် 我吧， အကင်လေ 我不吧，要。 ဟိုရတယ်လေဟိုဟာဒါဆိုတော့ ဘဲကင်တော့မစားလိုက်ရ ဒါပါမုတ်ကနန်း ဘဲကင်တော့ ဟုတ်ပါအင်းနဲ့ဘဲကနန်းဒါပါမုတ်ကနန်းလို့ဆိုတော့တိလိုက်တယ်ဒါပေမဲ့ပုံမင်းကနန်းဖြစ်နေ 哎，爸爸。 ဒီမှာဆိုရင်သမင်းကြော်ပါညာရှိရပေါ့အဲ့ဒါပေမဲ့အလုပ်ခိုင်းရသမင်းကြော်ခိုင်းတာပုံ 这边有国家的，谢谢。 ဒီကိုပြောလို့ ကဲဘယ်သူရှင်းပြကြမှာလဲ ဒါကင်မို့အတွက် ဒီစီနဲ့ကင်လေး ဟော ဟာဟိုကပါတီမီတာ အကားဆိုကြိုက်တယ်ငါ ဟာဆန်ဒီ ဘယ်လောက်မှပြန်စားကြပါလားစားနိုင်ရင်ပေါ့အပါကြီးလေရေးကူလားဟုတ်ပါဟောရေးကူလား 人家给你非常的。 ခေါင်းခေါင်းကောက်ကမ ဟုတ်ပါ မသိဘူး ကမဟုတ်တယ်ကမ အားလုံးလည်းစားပြီးသွားပြီဆိုတော့ရုပ်ကောက်တဲ့ဘက်ကိုသွားပါမယ်ကိုတော့မကောက်ဘူးပေါ့နော်သူများကောက်တာချိန်မှာပါမကောက်တတ်လို့ပါ 然后， သူလည်းစိတ်ဝင်စားတယ်မှာ 压力。以后啊， တေချာဆွဲဟာ 这个人干了的。 ရုပ်ကောက်တဲ့အုပ်စု 有啊， ပြောင်းအယုတ်ကခေါ်အယုတ်ပြောင်းအယုတ် 是假的。 အဲဘယ်သူရောက်อ่ะကိုပြဆောင်ရ 你告诉我你去。哎，你 ဒီမှာမျက်နှာငယ်နဲ့ ဒီကောင်းနေနေတယ်ဟာ ဗီဒီယိုတောက်လျှောက်မှာမမောမပန်းမဲနဲ့ရှင်းပြခဲ့တဲ့ညီမလေးပါအားလုံးပဲတက်တာပါ